ဟုတ်ကြီးအဲ့ဒါတွေကိုဟုတ်ဘူးနှစ်လလည်းဒီနေ့ရှိရဲ့ ရှိရလားကိုယ်လား ရှိရဲ့ကိုယ့်ရဲ့ ဒီဘက်ကတော့ဟိုကလောက်တယ်ဟိုဘက်က သူသားကဒီဘက်ကတိတ်မထားလဲဘူးနော် ဟုတ်တယ်တော်တော်ဆိုးပါတယ် အဲ့ဒါဟိုငဲတာကိုအရင်လက်သားထုအောင်ကျွေးပြီးလဲပြီးတော့မျိုးဒီပြောလာကြတာလေဒီလိုလေးပဲ မနေ့ဆိုဘောပြန်ဆိုင်တယ်ဟာ ဒီကဟိုကနေရွှေ့ဆိုင်တာ ဟိုဟာဒီ ဟိုဟာလေ ဟောအေးဟုတ်ဒီလေးကျဲနေပြီ ကျဲလဲကျဲတော့လေ ဖက်တာပဲမြေကန်နဲ့တဲ့ အဲ့တော့မြေကန်လေးကထဲတယ်တခါ 3ကြိမ်3ကြိမ် နှစ်ကြိမ်မြေကန်လောက်ပြီးတော့လိုက်ရုံခတ်မှာမြေလားမြေကပဲ ဟော နောက်ကြတော့လည်းပေးလေးကိုလေသူက ဟုတ် ဟိုတော့ညုံးမနေကအဲ့ဒါတွေမှလိုက်ပြော ဟုတ်တယ်ကျွန်တော်လာတော့နည်းနည်းနိုးနေတယ်ဆိုတာလေဟုတ် လုံးလုံးနဲ့ဟာတော့12ပင်တော့သေးသွားတယ် ဟုတ်ကဲ့ကျန်တော့မသေးတော့ဘူး ဒီကောင်းကောင်းပါလားအဲ့ဒါ အဲ့ဒါမြေပုံအဲ့လိုလိုက်လို့လိုက်တာ ဒါဆိုစားဟွာတော့မြေကန်လေးကထည့်ထားတာဟုတ်မြေကန်တော့တစ်ချိန်ရယ်နောက်ဘယ်နေသားမှတစ်ချိန်ထည့်တယ်မှာ ဘယ်နေရာသားတစ်ချိန်ထည့်လဲဆိုတော့ဟောပါတလားကြော်ပဲ တလားကျော်ဟုတ်ဟုတ်တယ်တလားကျော်ပြီးတစ်ချိန်နောက်တစ်ချိန်က အဲ့ဟိုမြေကတခါ ဟောမြေကန်လေးနှစ်ချိန်ပဲရှိတယ်ဟောနှစ်ချိန်ပဲရှိတယ် နှစ်ချိန်ပဲတွေ့ နှစ်ချိန်နေပဲဘာလဲထူးခြားမှုရှိတယ် ထူးကြပါတယ်အဲ့အပင်လေးတွေကတော့အဲ့ဟိုနုံးရမယ်အပင်တွေကမနုံးမတဲ့ခင်ဗျားပြောတော့ဒီဥစ္စာမျိုးကတော့အန်တီဟိုကမလုံးနဲ့ဒီဟာခေါင်းဆိုင်တယ်လို့ရှိရင်မြုပ် ဟုတ် အဲ့ဒါကြပါအဲ့ဒါလည်းဘာမှမ ပြန်ပြီးတော့ဘာမှဖြစ်တော့ကောင်းသွားတယ် ဘာမှဖြစ်တော့နောက်ချက်အစင်းပြေးသွားတယ် မိုးရွာတော့ ခုမှချမောင်ကတာထုအောင်ဟိုဟာတွေကအခုချမောင်ထမှာဖြစ်သူ့မြုပ်လာတာလေ ဟုတ်အဲ့ဒါကူတော့တော်တော်လေးတော့ထား ချမောင်ကြည့်ပါ15ရက်သားရှိ တို့ဒီကိုနှစ်ချိန်နဲ့တော်တော်သိတာသွားတာပေါ့လား သိတာတော့နောက်လေအစင်းလည်းမပြေတော့ထပ်မြုပ်ရပါလေ မြစ်တွေ အမြက်ကအဲ့လိုထွက်ထားတာလေ ဟုတ်တယ်အမြ အဲ့ စ် ဘာလို့လဲဆိုအဲ့တူးလိုက်တော့ပေါ့လေအဲ့အမြက်တွေအဲ့ကွာထိနေတာ ဟော စားတော့ စားတော့မယ် စားတော့ အမှန်အန်တီကလောဘကြည့်လိုက်တဲ့သဘောပြောမကျန်တဲ့ပင်လေးကမကောင်းတာ ဟုတ် မဟုတ်လားအဲ့ဒါတွေကောင်းအဲ့ဒါကျန်တာ လောဘကြီးပြီးနှုတ်ပြီးဒီဘက် သေးလို့ဆိုပြီးတော့သေးလို့ဆိုထားလိုက်တာအဲ့ဒါတွေကောင်းကြည့်တယ်အမှန် ဟုတ်အဲ့ကြောင့်ထဲလာသူဆမ်းမယ်လို့ဆိုတော့ အခါကနေပြီးတော့ထွက်တာ ဟုတ်တယ် သူကခါတော့ဆိုတော့ သူအောက်မြက်ကပုတ်နေပြီလေအဲ့တော့ကျွန်တော်အောက်မြက်ကပုတ်နေပြီဒါပေမဲ့ထဲကြီးသူကဟိုဒီကစိတ်နေတဲ့အတွက်ထက်ထဲလို့ရတယ် ကျန် ထဲ တဲ့ ကြီး ဒီ တော့ နာငေါမျိုးကြီးတော့ဟိုကမြေကြီးထမ်းပြီးအောင်လား အောင်တော့အဲ့ဒါနဲ့အပေါ်ကနေပြီးတော့အမြင့်ထက်ထွက်လာ ထက်ထွက်လာပြီအဲ့ဒါကူအဲ့ဒါ နောက်မို့ဆိုဒီနေ့ကတော်တော်ဆိုးရနော်ဒီနေ့တော်တော်ဆိုးတာ ဒီနေ့တော်တော်နှောသွားတာ ဟုတ်တယ်ဟုတ်တော်တော်ကြီးသွားနော် အဲ့ဒါကူကြီးသွားတာကူထုတ်တာဟိုဘက်ကလာထုတ်တာဒီဘက်ကတိတ်ထုတ်တော့ဘူးမှ အေးပါအေးပါသူကဘုမအာယူဟုတ် ဟိုဘက်ကထုတ်သွားပြီ